လာမယ့်2026ကမ္ဘာဖလားကိုလည်းမက်ဆီနဲ့အာဂျင်တီနာပဲထပ်မံပိုးဆွဲသွားနိုင်မယ့်အချက်များကမ္ဘာဖလားဟာရယူပိုင်ဆိုင်နိုင်ဖို့ရာခက်ခဲလုံးတဲ့စူပလာတစ်ခုဖြစ်ပါတယ်အကြောင်းကတော့၄နှစ်မှတစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်နေတာရေပြိုင်ပွဲကျင်းပချိန်ကဒလဝင်းကျင်ပဲရှိတာရဲ့အကြောင်းဖြစ်ပါတယ်ကစားမတွေအနေနဲ့ကမ္ဘာဖလားရှိတဲ့နှစ်မှာဆိုရင်ဒဏ်ရာပဒနာတွေကိုရှောင်လွှဲနိုင်ဖို့ကလည်းရေးကြီးပါသေးတယ်ကမ္ဘာဖလားပြိုင်ပွဲနီးမှဒဏ်ရာရသွားလို့ဝင်မကစားနိုင်တော့တဲ့ကစားမတွေမှာအများကြီးပါပဲဒါတွေမကသေးဘဲနဲ့ကိုမွေးဖွားခဲ့တဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့ကမ္ဘာဖလားချန်ပီယံဖြစ်ဖို့နေနေတာသာဝင်ကန်ခွင့်ရဖို့တောင်မှခက်ခဲနေတဲ့ကစားမတွေမှာအများကြီးပါပဲအာလင်ဟာလန်ဆိုရင်လက်ရှိဘောလုံးကမ္ဘာရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတအူးဖြစ်ပေမဲ့ကမ္ဘာဖလားကိုဝင်ရောက်ကစားနိုင်ခြင်းမရှိသေးပေနဲ့လာမယ့်2026ကမ္ဘာဖလားမှာသာဓမ္မဆုံးကစားခွင့်ရမှာဖြစ်ပါတယ်ကမ္ဘာဖလားဟာ၄နှစ်မှတစ်ကြိမ်ကျင်းပတာဖြစ်တဲ့အတွက်အရယူနိုင်ဖို့ကလည်းခဲရင်ပါသေးတယ်ဂျမန်လိဆိုရင်ဒီနှစ်မရနောက်နှစ်ရအောင်ကြိုးစားနိုင်ပြီမဲ့ကမ္ဘာဖလားကတော့မလွယ်ကူပါဘူးကစားမဘဝတက်တန်းအနှစ်20မှာချန်ပီယံလိပြိုင်ပွဲအခါ20လောက်ဝင်ပြိုင်လို့ရပြီမဲ့ကမ္ဘာဖလားမှာဝင်ကန်မှုဆိုရင်တော့9ချိန်ပဲကန်ခွင့်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာဖလားဟာအရယူနိုင်ဖို့ခဲရင်တဲ့ဂုံတိတ်ခါကြီးမားတဲ့စူပလာတစ်ခုဖြစ်ပါတယ်ဒီချိန်နဲ့တောင်မှရဖို့အင်မတန်ခက်ခဲတာမို့လို့နှစ်ချိန်စက်တိုက်ရဖို့ဆိုတာပိုလို့တောင်မှခဲရင်ပါလေဒါပေမဲ့အဲ့ဒီအရာကိုလုပ်ပြဖို့အတွက်စရာထက်သန်နေတဲ့အသင်းအသင်းရှိနေပါလေအဲ့ဒါကတော့မက်ဆီနဲ့အာဂျင်တီနာအသင်းပါပဲအာဂျင်တီနာအသင်းဟာ2022ကာတာကမ္ဘာဖလားမှာချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်းလက်ရှိအချိန်ထိခြေစွမ်းရောကြမသွားဘဲနဲ့ကမ္ဘာအဆင့်တစ်နေရာကိုအကြာကြီးထိန်းထားနိုင်တာအားလုံးသိပါပဲလာမယ့်2026ခုနှစ်မှာအမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေမှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာလေအာဂျင်တီနာနဲ့မက်ဆီတို့ကချန်ပီယံဆုကိုထပ်ပြီးတော့ကာကွယ်နိုင်မဲ့ရေပန်းစားဆုံးအသင်းဖြစ်ရှိနေတာပါအာဂျင်တီနာရဲ့အင်အားကိုအတိအကျဆုံးမြင်ရတာကတော့သူတို့ဖြတ်တန်းခဲ့တဲ့ခွန်မီဘောခြေစစ်ပွဲရလဒ်တွေပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာခြေစစ်ပွဲအခက်ဆုံးလို့ပြောလို့ရတဲ့တောင်အမေရိကဇုံမှာအာဂျင်တီနာကပြိုင်ဘက်တွေကိုအပြတ်အသတ်ဖျက်ကျော်ပြီးဇယားထိပ်ဆုံးကနေကမ္ဘာဖလားဝင်ခွင့်ကို2025ခုနှစ်မတ်လကတည်းကစောစောစီးစီးရရှိခဲ့တာဖြစ်ပါတယ်အာဂျင်တီနာကခြေစစ်ပွဲ18ပွဲကစားထားခဲ့ရမှာ12ပွဲနိုင်2ပွဲတည်4ပွဲသာရှုံးနိမ့်ခဲ့ပြီးရမှတ်38မှတ်နဲ့အုပ်စုပထမနေရာကိုရယူနိုင်ခဲ့တာပါဒီပြင်တော့ခန်းစစ်ပိုင်းကျစ်လက်မှုကိုကြည့်ရင်18ပွဲမှာ10ဂိုးပဲပေးခဲ့ရပြီးတော့ဂိုးခွာချချက်ကအပေါင်း21တိရှိနေတာဖြစ်ပါတယ်ဘရာဇီးလိုအသင်းကြီးကိုတောင်မှအိမ်ခွဲဝေးခွင်းနဲ့ကြော်လုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ကမ္ဘာဖလားမှာမက်ဆီပါမလားဆိုတာကတော့အခုချိန်ထိမသေးကြသေးပါဘူးဘာလို့လဲဆိုတော့ဒါကအာဂျင်တီနာနီးပြစကာလိုနီရဲ့သဘောထားပေါ်မှာမမူတည်ဘဲနဲ့ကာယကံရှင်ဖြစ်တဲ့မက်ဆီပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်မက်ဆီအနေနဲ့သူသာခြေစွမ်းမပြည့်မီဘူးလို့ယူဆရင်ပါဝင်ကစားမှာမဟုတ်ပါဘူးသူကြောင့်အသင်းကိုဝင်တော့ဝင်ဖို့မဖြစ်စေချင်ဘူးလို့ထုတ်ပြောထားတာဖြစ်ပါတယ်အသက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့မက်ဆီက2026ကမ္ဘာဖလားမှာပါဝင်ရှင်ပြိုင်မှုအတွက်အရင်ကထက်တောင်မှပိုပြီးတော့စနစ်တကျပြင်ဆင်နေတာတွေ့ရပါတယ်သူကအသက်အရွယ်ကြောင့်ဖြစ်လာနေတဲ့အခက်အခဲတွေကိုကျော်လွှားဖို့အတွက်သိပ္ပံနည်းကျလေ့ကျင့်မှုတွေကိုကိုယ်ပိုင်နည်းပြနဲ့အပြင်းထန်လှုပ်ဆောင်နေတာဖြစ်ပါတယ်မက်ဆီကသူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကိုအင်တာမန်မီအသင်းစီကနေအချက်လက်တွေအများတန်းတောင်းယူပြီးတော့သူဘယ်လောက်ထိကစားနိုင်မလဲဆိုတာကိုနေ့စဉ်စစ်ဆေးနေပါတယ်Adidas ကုမ္ပဏီကလည်းမက်ဆီအတွက်2026ကမ္ဘာဖလားမှာဘောလုံးကန်တဲ့နေရာမှာစီးဖို့အတွက်နောက်ဆုံးကခုန်ခြင်းလို့အမည်ရတဲ့အထူးထုတ်ဖြစ်တဲ့ရွှေရောင်အပြာနုရောင်ဖနက်တွေကိုထုတ်လုပ်ဖို့ပြင်ဆင်နေပြီဖြစ်လို့မက်ဆီအနေနဲ့ပြိုင်ပွဲမှာပါဝင်ကစားဖို့အရာခိုင်နှုန်းတော်လေးကိုများနေပြီလို့ပြောလို့ရပါတယ်။လာမယ့်ကမ္ဘာဖလားကိုအာဂျင်တီနာအသင်းပိုဆွဲသွားနိုင်ခြေရှိတဲ့အချက်၃ချက်ရှိပါတယ်။နံပါတ်1ချက်ကတော့2020တုန်းကလူငယ်ကျယ်ဝန်းနေကုန်လက်ရှိမှာ prime time ကိုရောက်လာကြလို့ပါပဲ။အာဂျင်တီနာဟာအရင်ကလိုမက်ဆီတယောက်တည်းကိုပဲမိခိုနေရတဲ့အသင်းမဟုတ်တော့ပါဘူး။မက်ဆီပါချိန်မှာတမျိုးကစားပြီးတော့မက်ဆီမပါရင်တမျိုးကစားတာတွေ့ရပါတယ်။အာဂျင်တီနာမှာကမ္ဘာ့ဆင့်လူငယ်ကစားမတွေအများကြီးလဲပေါ်ထွက်လာကြပါတယ်။ Julian Alvarez, Max Allister, Enzo Fernandez စတဲ့ကစားမတွေကလက်ရှိမှာအသက်အရွယ်ရရောခြေစွမ်းရပါအကောင်းဆုံးချိန်ကိုရောက်နေတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လမ်းကြောင်းအနေထားပါပဲ။အာဂျင်တီနာကအုပ်စု2မှာအယ်ဂျီးရီးယား၊အော်စတြီးယား၊ဂျော်ဒန်တို့နဲ့ကြာရောက်နေတာဖြစ်ပါတယ်။ဒါကအာဂျင်တီနာအတွက်ကတော့အေးအေးဆေးဆေးကြော်ဖြတ်နိုင်မဲ့အုပ်စုတစ်ခုလို့ပြောလို့ရပါတယ်။ဒီပွဲစဉ်တွေအားလုံးကိုအမေရိကန်မှာပဲကစားရမှာဖြစ်တဲ့အတွက်မေဂျာလိမှာကစားနေတဲ့မက်ဆီအတွက်ကတော့အိမ်ကွင်းလိုဖြစ်နေမှာသိကြပါရီ။လက်ရှိမှာစပိန်နဲ့ပြင်သစ်တို့ကရေပန်းစားဆုံးအသင်းတွေဖြစ်ရှိနေပေမဲ့အာဂျင်တီနာရဲ့ချန်ပီယံတီယန်တွေကိုတော့ဘယ်သူမှရှော့တက်လို့မရပါဘူး။ကွာတာဖိုင်နယ်မှာပေါ်တူဂီနဲ့တွေ့နိုင်ခြေရှိနေတာကလည်းစိတ်ဝင်စားစရာအချက်ပါပဲ။တတိယချက်ကတော့စိတ်ပိုင်းဆိုင်ရာမှာဘယ်အသင်းထက်မဆိုအာဂျင်တီနာကစင်မော်ကဖြစ်နေတာပါ။အာဂျင်တီနာကစားမတွေကြားမှာရှိနေတဲ့စိတ်ဓာတ်ကတော့တကယ်ကိုထူးခြားပါတယ်။သူတို့ကမက်ဆီကိုကမ္ဘာဖလားချန်ပီယံဆုနဲ့အတူအကောင်းဆုံးနှုတ်ဆက်ခွင့်ရအောင်လို့လုပ်ပေးခြင်းနဲ့စိတ်မျိုးရှိနေကြပါတယ်။ကစားမတွေကမက်ဆီအတွက်ကွင်းထဲမှာအသက်ပေးကစားဖို့ထိအစင်းသင်းရှိနေကြတာပါ။ကစားပုံကောင်းအောင်တဦးချင်းထူးချွန်အောင်ဆိုတာကတင်ပေးလို့ရတယ်လို့လက်ရှိကမ္ဘာထိပ်တန်းအသင်းတိုင်းမှာရှိနေတဲ့အရာလည်းဖြစ်ပါတယ်။ဒါပေမဲ့တဦးအတွက်တဦးသက်ပေးကစားခြင်းနဲ့စိတ်မျိုးကတော့လုပ်ယူလို့မရပါဘူး။အာဂျင်တီနာကဒါကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ကမ္ဘာဖလားသမိုင်းမှာဘရာဇီးတသင်းပဲလက်ရှိချန်ပီယံဂုဏ်ပုတ်ကိုကာကွယ်နိုင်ခဲ့ဘူးတာပါ။ဒါကိုအာဂျင်တီနာကလုပ်ပြနိုင်မလားဆိုတာကတော့မကြခင်မှာသိရတော့မှာဖြစ်ပါတယ်ခင်ဗျာ။